ရှေ့ကဘုံကံပါလာရင်ရှေ့ကပြုလုပ်ခဲ့တဲ့ပုပ္ပေဇာကတပုံညတာဆက်ကောင်းခဲ့ရင်ယခုဘဝမှာစီဝဥစ္စာလည်းဖြစ်ထွန်းတယ်ဘုံကျက်တရေတွေကလည်းအလိုလိုရောက်လာတယ်တဲ့ကာမပါလာရင်ပရိသတ်ရဲ့ဘလောက်ပဲလိုချင်မရနိုင်ဘူးတဲ့အဲ့ဒါဘုန်းကြီးတို့မြတ်စွာဘုရားတိရိဇတ်တော်တဲ့ဗဇတ်တော်တဲ့လဲရှေ့ကထင်းခုတ်သမားတယောက်တဲ့တော်လဲသွားပြီးတော့ထင်းခုတ်တာထင်းခုတ်ပြီးတော့ပြန်လာတော့မိုးချုပ်တော့မြို့တကားပိတ်သွားပြီဘာတကားပိတ်သွားလဲမြို့တကားပိတ်သွားတဲ့အခါကျတော့မြို့ထဲဝင်လို့မရတော့အဲ့ဒါမြို့ပြင်ကနတ်စင်အောက်မှာပဲတိုင်ဩမိုးလင်းမှာပဲမြို့တကားဖွင့်မှာပဲမြို့ထဲဝင်ရတော့မှနတ်စင်အောက်မှာဝင်ပြီးတော့အိတ်တာပေါ့လေအဲ့တော့အဲ့ဒီနတ်စင်နဲ့မနီးမဝေသစ်ပင်ကြီးတပင်မှာကြက်တွေတဲ့ဘာတွေရှိသေးတယ်လဲကြက်တွေမိုးချုပ်တော့အိတ်တန်းတက်လာကြအောင်အိတ်တန်းတက်လာဟိုဘက်ကကြက်တွေအော်နေကြာတော့ကြက်တွေအများကြီးပဲဟဲ့ဒီထဲမှာမြို့ကောင်းသားလေးရဒီဘက်ကနတ်စင်အောက်မှာသားလေးမှေးပြီးတော့အိတ်အဲ့ဒီမှာအပေါ်တစ်ကိုင်းကကြက်ကမစင်စွန့်ချတာအောက်ကကြက်ခေါင်းပေါ်ကိုမစင်ကတဲ့တဲ့ထိတဲ့အခါကျတော့အဲ့ဒီမှာငါအိတ်နေတာဘာဖြစ်လို့မစင်စွန့်ချရမလဲဆိုပြီးတော့ကြက်နှကောင်ရံဖြစ်တယ်တဲ့ကြက်နှကောင်ဘာဖြစ်တယ်လဲကြက်နှကောင်ရံဖြစ်တယ်တဲ့ဘုရားသားရဲ့ကြက်နှကောင်တစ်ကောင်နဲ့တစ်ကောင်ကြက်တို့ဘာသာဘာဝပြောမှာပေါ့မင်းဘာဖြစ်လို့ငါဘာဖြစ်လဲဆွန့်ချတာမောင်ကြီးမကြီးတဲ့ငါမြင်တာမှလို့ဘာလို့ညာလို့ဒီလိုဖြစ်မှာပေါ့ဘုရားသားဒါကတော့ဟိုစားတဲ့ဇတ်တော်ထဲမှာကကြက်နှကောင်စကားများတယ်ရံဖြစ်တယ်တဲ့အဲ့တော့တယောက်နဲ့တယောက်အစွမ်းပြကြတာတဲ့အောက်ကကြက်ကပြောတယ်တဲ့မင်းငါဘာကောင်ထင်လို့တော့မင်းငါဘာထင်လို့တော့ငါနေရကြက်မဟုတ်ဘူးငါအသားကိုစားရတဲ့လူဟာတမန်နဲ့အတွင်းမှာငွေ1000ရနိုင်တယ်တဲ့ငါအစွမ်းရှိတဲ့ကြက်မင်းငါပေါ်သေးသေးကြက်စုံကြက်ပြကြက်နာများမှနေလို့လားငါအသားကိုစားရတဲ့လူဟာငွေ1000ရနိုင်တဲ့ကြက်ကွာမနဲ့တွင်းမှာရနိုင်တယ်ကွာသူ့ကုံသူဖော်တာဟိုကြက်ကအဲ့ဒါနဲ့အပေါ်ကကြက်ကပြောတယ်ဟာပြင်းအောင်ပြင်းသေးတယ်ဟေ့ပြင်းအောင်ပြင်းသေးတယ်တမငါ့ကိုတတ်ပြီးတော့ငါအတွင်းကလီသာကိုစားတဲ့ပုဂ္ဂိုလ်ကရှင်မရင်ဖြစ်မယ်တဲ့အတွင်းကလီသာစားတဲ့ပုဂ္ဂိုလ်ဘာဖြစ်မယ်လဲအပြင်သားကိုစားရရင်ယောက်ျားဆိုရင်တော့စစ်သူကြီးဖြစ်မယ်မိန်းမဆိုရင်တော့မိဖုရားဖြစ်နိုင်တယ်ယောက်ျားဆိုဘာဖြစ်မယ်တဲ့အပြင်သားကိုစားရင်တော့အမျိုးသမီးဆိုရင်ဘာဖြစ်နိုင်တယ်မိဖုရားဖြစ်နိုင်တယ်အယိုးမှာကပ်နေတဲ့အသားတွေကိုစားရင်တော့လူဆိုရင်ဗန္ဒာရေးဝင်ကြီးဖြစ်မယ်ယသိယဟန်ဆိုရင်မင်းဆရာဖြစ်နိုင်တယ်လို့ကြက်နှကောင်ပြိုင်ကြအောင်ကြက်နှကောင်စကားများပြီးတော့သူတို့ကုံသူတို့ဖော်ကြအောင်ဖော်တဲ့အခါကျတော့ဘုရားသားရဲ့အောက်ကထင်းခုံသမားလေးကဒီအတန်လေးကြားတော့ကြက်တော်စွန့်နေကြက်ပဲအဲ့တော့ကြက်နှကောင်ပြောတဲ့စကားတန်ကြားပြီးတော့ကြက်တက်ဖန်းဟောဘုရားသားကြီးဘာတက်ဖန်းလဲကဲဘုန်းကြီးတို့ဘုရားသားစဉ်းစားကြည့်သားမှာဘုန်းကြီးတို့ဘုရားသားလည်းအဲ့ဒီလိုများတာတက်ဖန်းရမယ်ဆိုဘယ်ကြက်ဖန်းမလဲဟဲ့ပြောဟဲ့ဘယ်ကြက်ဖန်းမလို့အေးတို့လည်းထင်းခုတ်သမားပဲဟုတ်တယ်အပေါ်ကကြက်တက်ဖန်းတော့တာပေါ့ပတ်စံတစ်ထောင်ပါလုံးမှာတော့ကွယ်ဟုတ်တယ်မဟုတ်လားရှင်မရင်ဖြစ်နိုင်တယ်ဟောအတွင်းကလီသာစားရင်ဘာဖြစ်နိုင်တယ်အတွင်းကလေးသားစားရင်ရှင်မရင်ဖြစ်နိုင်တယ်အပြင်သားကိုစားရင်စစ်သူကြီးဖြစ်နိုင်တယ်ဘာဖြစ်နိုင်တယ်လဲအယိုးမှာကပ်နေတဲ့အသားကိုစားရင်ဗန္ဒာရေးဝင်ကြီးဖြစ်မယ်တဲ့ဘာဝင်ကြီးဖြစ်မယ်တဲ့လဲစားကြပေါ့အယိုးမှာကပ်နေတဲ့အသားဗန္ဒာရေးဝင်ကြီးဖြစ်ချင်ဟဲ့လားဒီကျက်ဘယ်နာသွားရှာမှမသိဖြစ်နေတယ်အဲ့ဒါဒီကျက်သူတို့ကုံသူတို့ဖော်တော့ဘာတော့မပြောနဲ့ဘုရားသားရဲ့အဲ့ဒါထင်းခုံသမားကတစ်ပင်ပေါ်တက်ပြီးတော့လာဟဲ့ဒီလောက်တောင်မှတကိုးကြည့်တဲ့ကြက်နဲ့ငါဖမ်းမယ်ဆိုပြီးတော့တခါတော့ဖမ်းသွားရောပါသွားရောဘုရားသားရဲ့ပါသွားတော့မနေ့မိုးလင်းမြို့တကားဖွင့်တော့အိမ်ရောက်တဲ့အခါကျတော့မိမရေရော့ဒီကြက်ကိုတတ်ဟဲ့တတ်ပြီးတော့ချက်တော့ထင်းသွားခုနဘယ်နဲ့ကြက်ရလာလဲစကားများမနေတဲ့မြန်မြန်ချက်ဒီကြက်ကိုအဲ့ဒါနဲ့ဘုရားသားရဲ့မျိုးသမီးကလည်းဘာလို့မသိဘူးသူယောက်ျားချက်ခိုင်းတော့ချက်တာပေါ့လေတော့ပြောသေးဘူးသူကအဲ့ဒါချက်ပြုတ်ပြီးတဲ့ခါကျတော့ gain ကြက်ပြီတကိုးကြည့်တဲ့အ
အသားစားတာဟာဒီညင်ညင်ပပနဲ့ညကလည်းငါရေမချိုးအောင်နတ်စင်ရောက်အိတ်ခဲ့တာခန္ဓာကိုယ်လည်းညစ်ပါပေးနေတယ်အဲ့တော့ခန္ဓာကိုယ်ရေမိုးချိုးပြီးတော့တန့်စင်ပြီးတော့မှစားကြစို့ဟေးကဲဒီကြက်သားအိမ်မှာထားခဲ့ရင်စိတ်မချဘူးဘေးသားစိတ်ချရလားမြစ်ထဲရေသွားချိုးမှာဟိုမှာရေသွားချိုးမှာလားထားခဲ့မလားယူသွားမလားအေးဘောယူသွားတာပေါ့ကွယ်အဲ့ဒါတခါတည်းကြက်သားအိုကြီးမရကကောင်းမော်ရွယ်လို့ကြက်သားအိုကြီးယူပြီးတော့မြစ်ကမ်းနာမှာဘေးသားတွေအဲ့ဒါဇနီးမောင်နှံနှစ်ယောက်မြစ်ထဲဆင်းပြီးတော့ရေချိုးနေတဲ့အခါမှာလေပြင်းမုန်တိုင်းကြလာတယ်တဲ့။ဘာမုန်တိုင်းကြလာလဲ။လေပြင်းမုန်တိုင်းကြလာတာအဲ့ဒါကြက်သားထမင်းထဲ့ထားတဲ့ထမင်းအုပ်ကြီးပရိသတ်ရေမြစ်ထဲကိုမျောပါသွားတယ်တဲ့။ဘယ်ထဲကိုမျောပါသွားလဲ။စားရကံကြုံသေးလား။ကြုံပါဘူးဗျာ။အဲ့ဒါပြောကျင်တာပဲ။ပုပ္ပေစကတပုံညတာရှေ့ကပြုတ်ခဲ့ဘူးတဲ့ကံမပါရင်ပရိသတ်ရေမှတ်ထားတာမျောပါသွား။မျောပါသွားတဲ့အခါကျတော့မုံတိုင်းကြပြီးတော့မျောပါသွားကြက်သားဦးကြီးမျောသွားတယ်မိမကြီးသွားဘယ်မှလိုက်ဆယ်လို့လည်းမရတော့သွားရောမရေချိုးနေတာကိုမသိဘူးကြက်သားဦးမျောပါသွားတာတို့ပိယသတာဒီကြက်သားဦးမျောပါသွားရင်ဘာလုပ်မလဲပြောဟဲ့လိုက်ဆယ်မှာပေါ့ခုခေတ်ဆက်လေတွေပါတယ်ငားပြီးတော့လိုက်မှာပဲဟိုကဆက်လေကမရှိတော့လိုက်မရဖြစ်တယ်တင်ပါတယ်ကြည့်ရတာဘုန်းကြီးကဒီတိတိဇဖတ်ပြီးတော့ငါးတာဆိုဆက်လေတဲ့ကြီးကမန်းကနာငားပြီးလိုက်မှာပဲလို့တုံးရရနှစ်တုံးရရရတယ်တော့ဟုတ်တယ်မလားဘေးသားရေအဲ့ဒါပြောပါသွားတော့မြစ်ရှိတ်ရဲ့အောက်ဖက်မှာဘရင်ဆင်တော်တွေကိုထိန်ချောင်းနေရတဲ့ဆင်ဦးကြီးကြီးကဘေးသားရေဘာလုပ်နေတော့ဆိုရင်ဆင်ဆရာကြီးကဆင်နေကြီးချိုးပေးနေတာတဲ့ဘာတွေရေချိုးပေးနေတာဆင်နေရေချိုးပေးနေတာထမင်းအုပ်ကြီးမျောလာတာတွေ့တော့ထမင်းအုပ်ကြီးမျောလာတယ်အကြက်သားဟင်းမယ်ပူပူနုနုခါတော်ပဲဟာကောင်လေးလာပါဦးဟာငါဆင်ရေချိုးလို့မပြီးသေးဘူးသွားဒီကြက်သားနဲ့ဒီထမင်းအုပ်သွားငါအိမ်တပ်ဖို့ထားတာငါမိမသာသိမ့်နာလို့ပြောတော့ဘာမှမလုပ်နဲ့အောင်လို့တို့ကြဒီထက်ဘာပါလို့ဘာမှမသိစိတ်တွေဘာတွေခါတာ तू ဘာမှမသိဘူးဒီကိစ္စအဲ့ဒါနဲ့သူ့တပည့်တွေကအိမ်ကိုထမင်းနဲ့ဟင်းနဲ့ထမင်းအုပ်ကြီးသွားဖို့တို့ပြောဆိုပြည့်တဲ့အဲ့ဒီချိန်မှာတဲ့ဒီဆင်ဆရာကိုးကွယ်နေတဲ့ယသိတစ်ပါးရှိတယ်တဲ့ဒီယသိကဒိဗ္ဗစက္ခုအဘိညာဉ်ရထားတာတဲ့ဒိဗ္ဗစက္ခုအဘိညာဉ်ရထားတဲ့ယသိဆိုတော့လှမ်းကြည့်လိုက်တာငါတကဘာများလုပ်နေပါလဲဆိုတိုက်တိုက်ဆိုင်ဆိုင်များပြည့်တဲ့ဒီနေ့မှပဲ तू ကလည်းအဘိညာဉ်ဝင်စားပြီးတော့လှမ်းကြည့်မိတယ်ဩထမင်းအိုးကြက်သားအိုးထမင်းအိုးမျောလာတယ်ဆင်ဆရာဆယ်ပြီးတော့အိမ်ကိုပို့ခိုင်းတယ်အဲ့တော့ဒီထမင်းအိုးထဲမှာဒီကြက်သားဟင်းဟာအတွင်ကလေးသာစားရင်ရှင်မရဲနဲ့အပြန်သားစားရင်စစ်သူကြီးအမျိုးသမီးစားရင်မိဖုရားအယိုးမှာကတ်နေတဲ့အသားစားရင်ဗန္နာရေးဝင်ကြီးဖြစ်မယ်ယသိယဟန်စားရင်မင်းဆရာဖြစ်မယ်အကုန်မြင်လာတဲ့ဒိဗ္ဗစကုအဘိညာဉ်ဖြစ်မြင်တဲ့အခါကျတော့မှပရိသတ်တွေအဲ့ဒီမှာဆင်ဆရာကြီးမရောက်ခင်မှာယသိကြီးကအိမ်ကြွသွားကောင်းငင်ကနေပြီးတော့အိမ်ကြွတော့အိမ်ဦးကန်းထိုင်နေတယ်ဘဝထိုင်နေတယ်အိမ်ဝါထိုင်နေတော့ဆင်ဆရာကဆင်ရီမိုးချိုးပြီးတော့ရောက်လာဟာဆရာရသေးရောက်နေတယ်အတော်ပဲဗျာတပြီးတော့မြေထဲကမျောလာတဲ့ကြက်သားဟင်းနဲ့ထမင်းနဲ့အဲ့ဒါဆင်နဲ့ရှိတယ်ဗျာအဲ့ဒါကိုတော့ကပ်ပြရစီတော့လို့ဆိုပြီးတော့အဲ့ဒီကြက်သားဟင်းဆုံးအုပ်ကြီးရသေးကြီးကိုကတ်တဲ့အခါကျတော့ဘိသတ်တွေရသေးကြီးကအဲ့ဒီတဲကအတွင်းကလီသားတွေကိုမင်းစားရော့ဒီဘူးခေါ်ကောင်းကလည်းဖုံဖုံမွေးပါရှင်မရဖုံမွေးပါမယ်မဟုတ်ငါမစားဘူးသမင်းစားရောအတွင်းကလေးသားစားဆိုပြီးတော့ဆင်းဆရာကိုကျွေးတယ်ဘယ်သူကိုကျွေးလဲအပြင်သားကိုကြတော့ပရိသတ်တွေဆရာတော်ကိုကျွေးတယ်အပြင်သားကြတော့ဘယ်သူကျွေးလဲအယိုးမှာကတ်နေတဲ့အသားကြတော့ဘယ်သူစားမှာလဲဘယ်သူစားမလဲရသေးကြီးစားမှာပေါ့ဘယ်သူစားမလဲအဲ့ဒါလေးမထာပိယသတ္တိအဲ့ဒါအကွက်ချာချာနဲ့စားတော့လို့ပြီးတဲ့အခါကျတော့ယသိကြီးကပြောတယ်ဆင်ဆရာကို3ရက်မြောက်တဲ့နေ့မှာရှင်မရင်ဖြစ်လိမ့်မယ်တဲ့ဘယ်နှရက်မြောက်တဲ့နေ့3ရက်မြောက်တဲ့နေ့မှာရှင်မရင်ဖြစ်လိမ့်မယ်မလေးအောင်မပေါ်မစားတတိတရားလက်ကင်ထားပြီးတော့နေတော့စဉ်းစားတယ်ပရိသတ်ဆင်ဆရာကြီးကဘယ်နဲ့ငါမင်းမျိုးမင်းတွေလည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့ရှင်မရင်ဖြစ်ရမှာလဲယသိကြီးရအဘိညာဉ်ရထားတဲ့ပုဂ္ဂိုလ်ကြီးအကြောင်းရှိတယ်
အဲ့တော့ကဲတတိဝရိယနဲ့နေတကာရေးငါပြန်ပြီဆိုကောင်းငင်ပြန်တဲ့တော့သုံးရက်မြောက်တဲ့နေကြတော့ပရိသတ်တွေတိုင်းတစ်ပါးကလာပြီးတော့ကျူးကျော်စစ်လာတိုက်ရောတဲ့ဘာစစ်လာတိုက်လဲကျူးကျော်စစ်လာတိုက်တော့အဲ့ဒါရှင်မင်းကြီးကဆင်ဆရာကြီးခေါ်ပြီးတော့ရှင်ဆရာကြီးဓမ္မခမရရှင်ဦးစီးဘော်ကနေပြီးတော့ကျုပ်ဝတ်တဲ့မင်းမြောက်တသာ၅ပါးဝတ်ပြီးတော့ခြေကနေဥဆောင်ပြီးတိုက်ကျုပ်ကလူကြားထဲမှာစစ်တီရဲမဲ့တင်နဲ့အတူတူတသွေးတဲ့သသားတဲ့နဲ့တာမန်စစ်တီဝတ်ဆောင်ကိုဝတ်ပြီးတော့ဒီကောင်တွေကိုတိုက်ထုံမယ်ကံများဟာပရိသတ်ကြီးသားခါတိုင်းဆိုရင်ရှင်မင်းကိုယ်တိုင်ဆင်မော်ကနေပြီးတော့မင်းမြောက်တသာ၅ပါးနဲ့တင်ပြီးတော့နောက်ကျောင်းကနေကွက်ကဲတာအခုရှင်မင်းကဒီလိုမဟုတ်ဘူးတဲ့ဘယ်လိုဖြစ်သွားလဲမသိဘူးအဲ့ဒါငါတိုင်းပြည်ကျူးကျော်တဲ့ကောင်သိမယ်ကွာဆိုပြီးတော့ဆင်ဆရာကြီးကိုဆင်ဦးသီးပေါ်မှာသူ့တရံလှုပ်ပြီးတော့မင်းမြောက်တသာ၅ပါးဆင်ပြီးတော့ဆင်နဲ့တိုက်ခိုင်းတယ်သူကိုယ်တိုင်ကတော့စစ်တီတွေကြားဝင်ပြီးတော့တမန်စစ်သားဘဝနဲ့တိုက်တယ်တိုက်တော့ပရိသတ်ရှင်မင်းရှုံးတာပေါ့အဲ့ဒီမှာရှင်မင်းသားခါလိုက်အောင်ရှင်မင်းဘယ်သူလက်ချက်နဲ့သေသွားမှကိုမသိဘူးတဲ့ရိုးရိုးစစ်သားမှပြီးတော့တတ်ပြင်မှာသေရောတခါလေရှင်မင်းကြဆုံးတော့လူတွေကမသိဘူးအဘောကရှင်မင်းပဲအောင်ဝေပြီးတော့မင်းကြီးဗျာစစ်သားတွေကတောင်းကနေနဲ့ဖြစ်ကုန်ပါပြီကြိုးစားပြီးတော့တိုက်ပေးတော်မူပါဗျာဆိုတော့ရှင်ဦးစီးကပရိသတ်ကြီးဘာတော့မပြောနဲ့အဲ့ဒါကဆွင်ချောင်းဖွင့်ပြီးတော့အတင်းတခါတည်းအဲ့ဒီမှာစင်တတ်နဲ့ဝင်ပြီးတော့တိုက်တဲ့အခါမှာပရိသတ်ကြီးတိုက်ပွဲအောင်မြင်သွားတယ်တဲ့တိုက်ပွဲဘာဖြစ်လဲတိုက်ပွဲအောင်မြင်သွားတယ်တိုက်ပွဲပြီးသွားတဲ့အခါကျတော့မှရှင်မင်းကြီးရှင်မောကနေပင့်ပြီးတော့ကြည့်တော့ဆင်ဆရာကြီးဖြစ်နေရောဟာဘယ်လိုဖြစ်တာတော့ပြောပါဦးဒီလိုပဲမင်းကြီးခိုင်းတယ်ဟုတ်လားဟုတ်တယ်အဲ့ဒါဆိုမင်းကြီးအလောင်းရှာကြတယ်ဆိုတော့မင်းကြီးလောက်ကဆင်နေလို့ပြားနေပြီမင်းကြီးလောင်းဘယ်လိုဖြစ်တယ်လဲအဲ့ဒါပြောနေတာပရိသတ်တွေပုပ္ပိသကတပုံညတာဆက်ရှေ့ကပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ရှိရင်ရှင်မင်းဖြစ်လားမဖြစ်ဘူးလားဖြစ်ပါဗျာသူကြည့်တာစားရကကြုံပေးမယ်လို့ပရိသတ်တွေမုတ်စိတ်ပြားမဆွဲတာကထင်းခုတ်သမားဟုတ်တယ်မဟုတ်လားရှားလာတာသူရှားလာတာဘယ်သူရှားလာတာလဲရှားလာတာသူရှားလာပေမဲ့လို့ပုပ္ပိသကတပုံညတာဆက်ရှေ့ကပြုခဲ့ဘူးတဲ့ကုသိုလ်မရှိတဲ့အတွက်ကြောင့်မို့လို့ပရိသတ်ရဲ့ရှင်မင်းဖြစ်သလားဖြစ်ပါဗျာအဲ့ဒါမှတ်ထားပါဆက်နှစ်ခုရသွားပြီဆက်ဘယ်နှခုရသွားလဲရပါပါဗျာဒါကြောင့်မို့လို့ကိုလှုပ်တိုင်းဖြစ်တယ်ရှိဝါတွေဖြစ်တယ်အဆောက်အဦတွေနော်နေရထိုင်ရတာပြည့်ပြည့်စုံစုံချမ်းချမ်းသာသာနဲ့နေရတာဟာဟိုငါအတိတ်ဘဝကပုပ္ပိသကတပုံညတာဆက်ကြီးကောင်းခဲ့လို့ပဲလို့ဆိုပြီးတော့ဒီဆက်အဟောင်းကိုပရိသတ်ရဲ့ဒီတိုင်းထားလို့မရဘူးထပ်ပြင်ရတယ်ဘာလို့ကလဲပရိသတ်ရဲ့ထပ်ပြင်ရတယ်ထပ်ပြီးတော့လိုအပ်တာလေးတွေဘိန်းထဲမှာလိုတယ်ဘာလို့လဲမူလီလေးကြပ်ပေးတာမျိုးတို့လေထိုးထည့်တာမျိုးတို့နော်မကောင်းတာလေးတွေအကုန်လုံးပြန်ပြုတ်ပြင်ကားများဟာဒီလိုအမြဲတမ်းပြုတ်ပြင်နေရတယ်လို့ပုပ္ပိသကတပုံညတာရှေ့ကပါလာတဲ့ဆက်ကြောင့်အခုဘဝမှာချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့နေရတာကြည့်ပြီးတော့ตาရမနေပဲတဲ့ရှိတယ်ဥစ္စာကိုလည်းစားဖရာမြတ်စွာသာနာတော်ကြီးနဲ့တွေ့လှူလို့တန်းလို့ဥပုသ်တရင်သီလဆောက်တည်လို့တရားဘာဝနာအားထုတ်လို့ပြေးရမလားမပြေးရဘူးလားပြေးရပါဗျာဘိန်းမကောင်းရင်အဲ့ဒီဘိန်းကိုပြင်ရတယ်လို့အခုဘိန်းကလည်းပဲပုပ္ပိသကတပုံညတာဆက်ပြီးဟာအတိတ်ဘဝကဘိန်းဟောင်းကြီးပဲအဲ့တော့ဒါပြန်ပြီးတော့ပြင်ရမယ်ဆိုပြီးတော့ဒီနေ့ဘုန်းကြီးတို့တင်ညာအတက်နေမှာဘာလာလောက်ရတာတော့ဆိုရင်ဘိန်းလာပြင်တာပဲဘာလာလောက်တာလဲတနည်းပြီးတော့ဒီဘိန်းကိုပြန်ရွှိုင်းတာပေါ့ဟုတ်လားပရိသတ်ရေအယောင်လေးတင်တာဘာလောက်တာလဲသီလနဲ့အယောင်တင်တယ်ဒါနနဲ့အယောင်တင်တယ်သမထနဲ့အယောင်တင်တယ်ဝိပဿနာနဲ့အယောင်တင်တယ်ဒီနေ့အယောင်တင်နေရတာဘာလို့နေတာလဲဟိုတရားမဏ္ဍမှာမူးပြီးတော့ကနေတဲ့ကောင်တွေကတော့အယောင်တင်တာမို့ဘိန်းရိုက်ချိုးနေတာဘာလို့နေရတာလဲတို့တရားနာပရိသတ်တွေကဘာလို့နေကြတာဘယ်သူကသားလဲကိုကသားတာဗောဟုတ်တယ်မို့လားအကြောင်းမို့လို့ဒီပုဂ္ဂိုလ်တွေကသားတဲ့ပုဂ္ဂိုလ်တွေဟိုဟာတွေကမသားတွေဘာဖြစ်လဲအဝေးကြီးတရားမဏ္ဍနဲ့သူတို့တော့ကြားတာမဟုတ်ဘူးဟုတ်လားမတ္တတတာသွားလို့တော့ခဲနဲ့ပေါက်မှာကျင်းသေးတယ်ငါတို့များဆော့နေတာဘုန်းကြီးကမသားလုံးနေတယ်ကုသိုလ်သားတာပြောတာကွဘာသားတာလဲ